အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Gaylord Cracker ပဲဖြစ်ပါတယ်နာမည်ကြီးကတော့ကိစ္စတော့မရှိဘူးကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင် Roblox ရဲ့ game တစ်ခုဖြစ်တဲ့ Game Legacy မှာ Dog Fruit ကို awaken လုပ်တော့မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့ Dog Fruit ရဲ့ skill အကုန်လုံးဒီပါတော့ကျွန်တော် awaken လုပ်ပြီးတော့ပြီဒါပေမဲ့နောက်ဆုံး final skill တစ်ခုကြံနေတယ်ကျွန်တော်ဘယ်လောက်ကြမ်းပြတာလဲဆိုတော့ကြည့်လိုက်အောင်ခင်ဗျာငိုတဲ့ကမရှိပါဘူးဆိုတော့အချက်တွေကတော့ကွဲပါပြီကွာငါနဲ့စီတူမှာကျွန်တော် Dog Fruit နဲ့ Dungeon တွေဝင်ရတယ်ဗျ6ချိန်လားမသိကျွန်တော်အဲ့ဒါ9ချိန်ပဲပြီးတယ်လို့ဆိုပြီးတော့တစ်ခါထပ်ဝင်နေတယ်create တဲ့လူတွေထဲမှာ Roblox ကိုငါလောက်နှုတ်အောင်စောနိုင်တဲ့ကောင်ငါပဲရှိလောက်မယ်ထင်တာပဲ Okay let's go ကျွန်တော်ဝယ်လိုက်အောင်ခင်ဗျာ Okay ဝယ်ပြီးသွားရင် brother တို့ပြမယ် Oh shit video clip မှာတော့အဲ့ကောင်ချောတယ်ပေါ့လားကြည်ချင်းစုံရင်နေခုံတော့ brother တို့ကျွန်တော်ပြမယ်ဘလောက်ချောလဲကြည် Sigma mail ကလေးဆောက် Okay let's go စလိုက်အောင်လာလိုက်ရဗျာတမျိုးမထင်ပါနဲ့လာလို့ဒါမဲ့ legendary fruit တခုအနေနဲ့ကျွန်တော် damage ကိုတိတ်မကြိုက်ဘူးဗျသူထက်စားလို့ရှိရင် boulder တို့ quang တို့ magma တို့ even venom တောင်မှdamage တော်တော်ပြင်းတယ်ဗျသူထက်စားလို့ရှိရင်ပေါ့ damage ကတော်တော်လေးနည်းတယ်တဲ့မှာတော့ပါတယ်ဗျကျွန်တော်မထင်တာဘူးဗျာသိလားကျွန်တော်အရင်ကြီးမျှော်မှန်းတာမိလို့လားတော့မသိပြောင်းနေဟာဒါကြီးရလုံးဝကျွန်တော် enemy တွေကလိုပဲလုံးဝကွက်တီဗျာဒါကြီးကတကယ်ပြောင်းနေဟာအဲ့တော့ကျွန်တော်ပန်းအောင်လေးစမ်းကြည့်မယ်ပန်းအောင်လေး let's go ခဏလေးကိုတောင်ကြာနေတယ် let's go လာတယ်ကွာအဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့နောင်တော်ကြီးများကျမရဲ့ view site ပါဘယ်သူမှနောင်တော်တို့ကို view site ပေးမဲ့လူမရှိလဲကျွန်တော် view site ပါတယ်အဲ့တော့နေကောင်းနေပါကျမရဲ့ view site ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ပြီးတော့ Game Legacy ဆော့တဲ့မြန်မာလေးရှိခဲ့တယ်လေကျွန်တော်လည်းတူတူဆော့လို့ရပါတယ်လို့ပြောချင်ပါတယ်